Beauty and the Beast ဆိုရင်လေအားလုံးကကလေးပုံမြင်လေးလိုပဲထင်ကြတာများတယ်။ဒါပေမဲ့တကယ်တော့အဲ့ဒီထက်အများကြီးပိုပါတယ်။သူတို့မှာဇလန်တပုတ်ကိုဘယ်လိုအသက်ဝင်အောင်တိဆောက်ရမလဲဆိုတဲ့သင်ခန်းစာတွေအပြည့်ပဲ။တကယ်ကို master class တစ်ခုလိုပဲ။ကဲဒီတော့သူ့ရဲ့ဇလန်တိဆောက်ပုံရုပ်ဝှက်ချက်တွေကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ဒီစကားတခုံးကလေဒီဇလန်တစ်ခုလုံးရဲ့အသေးနှလုံးပဲဗျာဒါဆိုလို့ရင်တတ်တတ်မဟုတ်ဘူးနော်ဇလန်တဲ့ကဇက်ကောင်ကြီးအားလုံးရဲ့ခရီးစဉ်တစ်ခုလုံးကဒီပန်းတိုင်ကိုတွားနေတာသူတို့ကြုံရတဲ့ပြဿနာတွေသူတို့ရဲ့စိတ်ဓာတ်တွေပြောင်းလဲလာပုံတွေအားလုံးကဒီအမှန်တရားကိုနားလည်သွားဖို့ပဲဥတည်နေတာပါဇလန်ကောင်းတစ်ပုတ်မှလည်းအစားကောင်းဖို့ကတက်ရေးချီးတယ်အခြေခံအုံမြင့်ကိုခိုင်ခိုင်မာမာချရတာပေါ့ဟုတ်ပြီအခုကျွန်တော်တို့ဇလန်ရဲ့ပထမဆုံးအခန်းကိုရောက်လာပြီဒီအခန်းကတော့မုံတိုင်းမလာခင်ငင်သက်နေတဲ့အချိန်လိုပဲဇလန်ရဲ့နောက်ခန့်ကပါပြီးတော့အထက်ကဇက်ကောင်တွေနဲ့ဆောက်ပြီးမိတ်ဆက်ပေးမှာပါကဲပြဿနာရဲ့အစကဒီမှာပဲအရာအားလုံးကိုပိုင်ဆိုင်ထားတယ်ဒါပေမဲ့နှလုံးသားထဲမှာကျင်နာတရားနဲ့မှမရှိတဲ့မေသားတစ်ပါးအဲ့ဒီသူ့ရဲ့မာနကြီးမှုကပဲဒီဇလန်တစ်ခုလုံးကိုရှစ်ဆက်မောင်းနှင်သွားမယ်မီးပွားလေးဖယ်လာခဲ့တာနောက်ဆုံးမှာတော့သူ့ကဘာကြီးတစ်ခုလုံးကိုပြားကျသွားစေမယ်မီးရဲ့အစပေါ့ဗျာဇလန်တပုတ်မှာပြဿနာကိုစိတ်ဝင်စားစရာကောင်းအောင်လုပ်ဖို့ဆိုရင်ရှင်းလင်းတဲ့စီကန်းချက်တွေနဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေလိုတယ်အခုဒီချင်းစာကအဲ့ဒါတွေအကုန်ပေးလိုက်တာပဲကြည့်လေတခေးရိပ်ကြွေကြနေတဲ့နင်းစည်းပွဲဖတ်တွေကအချိန်ကိုရေတွက်နေတဲ့နာယီလိုပဲပြီးတော့ရှုံးနှင်းတွိုင်းရင်ဆိုင်ရမယ့်အကျိုးဆက်ကလေးကြောက်စရာကြီးဒါကြောင့်မယ်လီဇလန်ကြည့်နေတဲ့သူတွေကဟာဘာဆက်ဖြစ်မလဲဆိုပြီးရင်တမာမာနဲ့စောက်ကြည့်နေရတော့တာပေါ့ဒီနေရာမှာလုံးဝမတူညီတဲ့ကမာနှစ်ခုထိုက်တိုက်တွဲဆုံတာကိုမြင်ရပါပြီတစ်ဖက်မှာကခန္ဓာကြီးကျတဲ့ရေးတိုက်ကြီးထဲမှာနောင်တရီနဲ့ပိတ်မိနေတဲ့သားရဲနောက်တစ်ဖက်မှာကျတော့စာအုပ်တွေကြားထဲကစိတ်ကူးကပါလေးထဲမှာပဲလွတ်လပ်မှုကိုရှာတွေ့နေတဲ့ပဲအဲ့လိုဖြူနဲ့အမဲလိုကွဲပြားနေတာကပဲဇလန်းကိုရှစ်ဆက်သွားစေအင်အားကြီးဖြစ်လာတာအဲ့နေပฏิပက္ခတွေဖြစ်မယ်မီးပွားတွေပွင့်မယ်နောက်ဆုံးကျတော့အချစ်ဆိုတာကိုဖန်တီးပေးသွားမှာပါဟုတ်ပြီအခြေခံအုတ်မြစ်တွေတော့ချပြီးသွားပြီပေါ့အခုကဇက်ရှင်ကိုတဖြည်းဖြည်းမြင့်တင်ရတော့မယ့်အချိန်ပဲဇလန်းရဲ့ဒုတိယအခန်းခန်းကြကိုစဝင်လာတာနဲ့အကျူမထင်မဲ့ထားတဲ့အဖြစ်အပျက်တစ်ခုကသူတို့အားလုံးရဲ့ကံကြမ္မာကိုလုံးဝကိုပြောင်းပြန်လန်ပေးတော်မှာပါဒါကတော့ဇလန်းကိုစာပြီးလွတ်ခတ်သွားစီတဲ့အဖြစ်အပျက်ပါပဲဘဲတဲ့တာမှာအေးချမ်းတဲ့ဘဝလေးရုတ်တရက်ကြီးပြိုလဲသွားတဲ့အခိုက်အတန့်ပဲသူ့ဖေအချင်းကြခံလိုက်ရပြီဆိုတော့ဘဲမှာရွေးချယ်စရာမရှိတော့ဘူးလေလျှို့ပစမ်းကျတဲ့ရေးတိုက်ကြီးကျကိုခြေချက်ဝင်ရောက်သွားရတော့တာပဲအဲ့ဒီမှာနေအထက်ကဇလန်းကြီးစပါတော့တယ်ဒီစကားတခုနဲ့နဲ့ဘယ်ကသူ့ဘယ်လိုလူစားမျိုးလဲဆိုတာကိုတက်တည်ပြလိုက်တာပဲအရင်ရေရင်နဲ့ကိုကြိုးမဖက်ဘူးဒါကရွရွလဲလဲလောက်တာမဟုတ်ဘူးနော်ဒါကသူ့ကံကြမ္မာကိုသူ့ကိုယ်တိုင်ရွေးချယ်ပြီး NLD ပြည့်နေတဲ့ဘဝတစ်ထဲကိုကိုတော့ခတ်ဝင်သွားလိုက်တာနဲ့အတူတူပဲအဲ့ဒီရဲတိုက်ကြီးကတကယ်ကိုစန့်ကျင်ဘက်အရာတွေနဲ့ပြည့်နေတဲ့နေရာဗျာတစ်ဖက်မှာတော့အေးဆက်ဆက်ကျင်းထောင်တကူလိုမယ်ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့လူမီရဲလို့Cosworth တို့လိုမော်ဆန်တဲ့အိမ်ထုံးပစ္စည်းတွေနဲ့တွေ့ရတယ်။စိတ်ကူးအိမ်မက်ထဲမှာတော့မရှိတော့တဲ့အကြီးကြီးစာကြည့်တိုက်ကြီးကိုတွေ့ရတယ်။ဆိုတော့အဲ့လိုနေရာမျိုးမှာဘဲကသူ့ရဲ့အကြောက်တရားတွေကိုရင်ဆိုင်ရင်းနဲ့မထင်မှတ်ထားတဲ့နေရာတွေမှာကျဉ်းနှောက်မှုဆိုတာကိုရှာတွေ့လာရတော့တာပေါ့။ကဲဆက်ရှင်ကတဖြည်းဖြည်းနဲ့ပုံမြင့်လာပြီးအခုဇလန်းရဲ့အာယုံဆိုင်မှုကအပြင်ကရန်ထစ်တာထိတ်တိုက်တွေ့တာတွေထက်သူတို့ရဲ့အတွင်းစိတ်ထဲကတိုက်ပွဲဒီစီကိုပြောင်းသွားပြီးအကျဉ်းသားတယောက်နဲ့သူ့ကိုဖမ်းထားတဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတဖြည်းဖြည်းနဲ့ဘလို့ပုံစံပြောင်းလဲလာမလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပါဒီမင်းဝန်းကလည်းဇလန်တစ်ခုလုံးရဲ့ခန်းစားမှုဆိုင်ရာအဓိကအချက်ချပဲအကြောက်တရားကနေအချစ်ဆိုတာတကယ်ပဲဖြစ်လာနိုင်လို့လားတနည်းပြောရင်ဒါကဇလန်ရဲ့အဓိက message ပဲလေကြောက်စရာကောင်းတဲ့အပြင်ပန်းကိုကြော်လွန်ပြီးအတွင်းစိတ်နှလုံးသားအမှန်ကိုမြင်နိုင်မှလားဆိုတဲ့နောက်ဆုံးစမ်းသပ်ချက်ကြီးပေါ့ဒီစကားကတကယ်ကိုအလဲအပြောင်းတစ်ခုပဲသူတို့နှစ်ယောက်တယောက်ကိုတယောက်အပေါ်ရန်အခဲဖြတ်နေတာတွေကနေနားလဲမှုဆိုတာကိုပြောင်းသွားတဲ့အရေးကြီးဆုံးအချိန်ပေါ့ဘယ်လဲသားရဲကတယောက်ကိုတယောက်သားရဲအချင်းသားဆိုတဲ့အမြင်နေနဲ့မကြည့်တော့ပဲလူသားတယောက်အနေနဲ့စပြီးမြင်လာကြပြီသူတို့ကြားထဲမှာခြားထားတဲ့ဒတိုင်းကြီးလားအဲ့ဒီမှာတင်စပြီးဖြိုးကျလာတော့တာပဲဒါတားရဲတယောက်တကယ်ကိုပြောင်းလဲသွားပြီဆိုတဲ့အကြီးမားဆုံးတက်သေးပဲဘာလို့လဲဆိုတော့ဖဲကိုလွတ်ပြလိုက်တဲ့ဆိုတာကသူ့အတွက်ကျင်စားပြတ်ဖို့တခုတည်းသောမျှော်လင့်ချက်ကိုဆက်ပြေးလိုက်တာနဲ့အတူတူပဲလीဘသူအတွက်လဲဘယ်ရတဲ့ပျော်ရွှင်မှုအတွက်ဒါသူပထမဆုံးအချိန်ပြသလိုက်တဲ့ကိုဂျိုးမဖတ်တဲ့အချစ်စစ်ပဲကျင်စားကိုဖြေပြောင်းဖို့အတွက်မရှိမဖြစ်လို့အပ်တဲ့အရာပေါ့ဟုတ်ပြီအခုချိန်ထိတိဆောက်လာခဲ့မဲ့ပြင်ထနာတွေဇက်ရှိန်တွေသူတို့ရဲ့ဆက်ဆံရေးတွေအားလုံးကဒီနေရာမှာတခါတည်းပေါက်ကွဲထွက်သွားမှာနောက်ဆုံးနင်းစီးပွင့်ဖက်လေးမြေးခဲတော့မဲ့ဇလန်ရဲ့အထုတထိတ်ဆုံးအပိုင်းကိုရောက်လာပါပြီဒီအိမ်မက်ဆိုးကချက်ချင်းအေးယူလှူရှာဖို့အတွက်ခေါင်းလောင်းတန်ပဲဘဲလ်တော့ပေါ့အဲ့ဒီအချိန်မှာမှသူ့ရဲ့တကယ်ခန်းစားချက်အမှန်ကိုသူနားလေသွားပြီးအချင်းတွေကဘလုတ်တောင်အရေးကြီးနေပြီလဲဆိုတာကိုသိသွားတော့တာဆိုတော့
ချီတုံဖြစ်မနေတော့ဘူး။ तू ပြန်သွားမှဖြစ်တော်မယ် ဇလန်းရဲ့အထိုးအထိပ်ဆိုတာတာမျိုးတဲ့အချိန်နဲ့မြအပြေးလွှာယုံကန်လာတာတစ်ဖက်မှာတော့မျောလင်းချက်တီကုံဆုံးတော့မယ်ဆိုတာကိုပြနေတဲ့နောက်အဆုံးတင်းစီပွင့်ဖက်လီနောက်တစ်ဖက်မှာတော့တောအုပ်ကြီးကိုဖြတ်ပြီးအဖဲအတန်ပြေးလာနေတဲ့ပဲရောအဓိကအမေခွန်းကတော့သူ့အချိန်မီပြန်ရောက်ပါမလားထားပါပဲအဲ့ဒီအခိုက်အတန့်ပါပဲမျောလင်းချက်တီအားလုံးပျောက်ဆုံးသွားပြီလို့ထင်ရတဲ့အချိန်မှာပဲဘယ်ကသူ့ရဲ့အချစ်ကိုဖွင့်ဟဝန်ခံလိုက်တယ်အဲ့ဒီနောက်ဆုံးစက္ကန့်လေးမှာသူ့ရဲ့ဝန်ခံလိုက်တဲ့အချစ်စကားကကျင်းစာပြေးဖို့လိုအပ်ချက်ကိုဖြည့်ဆည်းပေးလိုက်ပြီးအခြေအနေတစ်ခုလုံးကိုပြောင်းပြန်လန့်ပြက်လိုက်တော့တာပါပဲအထောထိတ်ဆိုတဲ့မုံတိုင်းကြီးပြီးတော့အခုကအရာလုံးမြင်တတ်တဲ့အကျိုးဆက်တွေကိုမြင်ရမယ့်အချိန်ပေါ့ဇလန်းရဲ့နောက်အဆုံးပိုင်းကိုရောက်လာပါပြီဒီအပိုင်းမှာတော့ဖြန့်ချင်းရတဲ့အပိုင်းအစောတွေအားလုံးလာသူ့နေရာနဲ့သူတက်တက်မတ်ဖင်ရောက်လာတော့မှာပါဒီဆက်တိုက်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုကြည့်လိုက်စမ်းပါဘယ်လဲအချစ်စကားတစ်ခုကအစားပြုတ်လိုက်တော့တားရေးကိုမင်းသားပြန်ဖြစ်သွားစေတယ်အဲ့ဒီကနေအစေခံနေအားလုံးလူပြန်ဖြစ်သွားတယ်နောက်ဆုံးမှာတော့သူတို့အားလုံးပျော်ရွှင်စရာဘဝတစ်ခုကိုပိုင်ဆိုင်သွားကြတယ်ဒါတွေအားလုံးကလေအချစ်ဆိုတဲ့အရာတစ်ခုရဲ့တိုက်ရိုက်ကျိုးဆက်တွေချေးပါပဲဆိုတော့ကျင်းစာကပြေသွားပြီဒါပေမဲ့ဒါကမော်ပညာကြောက်တတ်တော့မဟုတ်ဘူးသူကတင်ယူဖို့အခက်ဆုံးချစ်တဲ့သင်ခန်းစာကိုတင်ယူနိုင်ခဲ့လို့အဲ့ဒါကဘာလဲဆိုတော့တခြားသူကိုချစ်တတ်ဖို့ပြီးတော့ပိုအရေးကြီးတာကကိုကိုရိုင်းကအချစ်ခံရဖို့ထိုက်တန်တဲ့သူတယောက်ဖြစ်လာဖို့ပါပဲသူ့ရဲ့ပြင်ပရုပ်ရည်ပြောင်းလဲသွားတာကသူ့ရဲ့အတွင်းစိတ်နှလုံးသားပြောင်းလဲသွားတာကိုထင်ရပြနေလာတတ်ပါပဲအဲ့ဒီနောက်ဆုံးစကားနဲ့အတူဇလန်ကစပွိုင်းတစ်ခုလို့ပြန်လဲပြီးပြည့်စုံသွားတော့တာပေါ့ဇလန်အစမှာပြောခဲ့တဲ့အဓိကဆိုလိုရင်ကအခုတော့စက်ကောင်တွေရဲ့ဖက်ခဲကြမ်းတမ်းတဲ့ခီးရှည်ကြီးအပြီးမှာမှန်ကန်ကြောင်တက်တည်ပြနိုင်ခဲ့ပြီးဒါကြောင့်ပဲကျင်းနဲ့ဆရာကောင်းပြီးဘယ်တော့မှမေးမရနိုင်မဲ့ညီကုန်းချွတ်တစ်ခုဖြစ်လာခဲ့တာပါ Beauty and the Beast ဇလန်ကကျွန်တော်တို့ကိုအပေါ်ရန်ရုပ်ရည်ကိုကျွလွန်ပြီးချီတက်ဖို့သွင်းပေးသွားခဲ့တယ်ဒါပေမဲ့တကယ့်အမေခွန်းကဒီပုံပြန်ကမာရဲ့ပြင်ပကျွန်တော်တို့ရဲ့တကယ့်ဘဝမှာတော့တခြားသူတွေရဲ့အတွင်းစိတ်ထဲမှာဖွင့်ထားတဲ့အလိုက်တရားကိုမြင်တတ်ဖို့ကျွန်တော်တို့ဘယ်လိုစူးစမ်းကြမလဲဒါကတော့စဉ်းစားစရာတစ်ခုဖြစ်ခြံထားခဲ့ခြင်းပါတယ်